ဘာဖြစ်လို့ကိုကိုဒီလောက်စိတ်ဆင်းရဲခံနေရလဲသမီးလေးရဲ့တည်တော်သူကိုကြာရင်မေးတဲ့ခုဆိုရင်ဦးတောင်းတည်သွားတာ6လတောင်ကျော်နေပြီသမီးရဲ့ကိုစိတ်ကိုဖြေမပေါ့သမီးရဲ့မေသမီးဘယ်လိုလုပ်ပြီးမေးနိုင်ပါလဲသမီးနဲ့ဦးတောင်းနဲ့ဟိုငယ်ငယ်လေးရဲ့ကွာအတူတူတော့အတူတူကစားပြီးကြီးပြင်းလာကြတယ်ခုလိုမျိုးဆဆဆစီနဲ့ဦးတောင်းသမီးကိုခွဲသွားလိမ့်မယ်သမီးဘယ်တော့မှတွေ့မထားခဲ့ဘူးဒီလိုပဲပေါ့သမီးရဲ့တွေ့ကြဆုံကြခွဲခွာကြရတာဓမ္မတာပဲပေါ့သွားတဲ့လူကသွားနှင်ပြီဆိုတော့ကြံခဲ့တဲ့လူကလည်းကိုခီးကိုဆက်အောင်မှာပေါ့သမီးရဲ့ဒါမဲ့ပေါ့မင်းဦးတောင်းခုလိုမျိုးဆဆဆစီနဲ့ခွဲခွာသွားသမီးဘယ်လိုလုပ်ပြီးဒီဟာနဲ့ဖြေနိုင်မှာလဲပြီးတော့ဦးရောခုလိုတည်းတချို့မိသားစုမျိုးကမကင်းဘူးလို့သမီးခံစားရတယ်အဲ့လိုလည်းမတွေးပါနဲ့သမီးရဲ့အမေတို့လည်းလာစဉ်လာတိုင်းဦးတောင်းအတွက်ကောင်းမှုကုသိုလ်လေးလုပ်ပေးနေတာပဲသူလည်းတာရုခေါ်နိုင်မှာပါကွယ်စေးတောက်ချင်ရောက်ပါပြီ။သမီးရမယ်သွားလို့လေ။ဟိုဒေါ်လေးနဲ့ရွာတော့ပါသွားတယ်။အဲ့ဒါစေးတိုက်ဖို့ကျွန်တော်မှားခဲ့လို့ပါ။တန်းနေဒီဝါတို့နေရရွာတွေအေးချမ်းမှုရှိရလား။ရွာတွေကိုဓမြတွေဝင်တော့သိမကြမိပါဘူး။လမ်းဓမြတွေကတော့ကြုံတိုက်နေကြတာ။အေးအဲ့လောက်ထီတော့လေတို့ပဲတက်နိုင်ပါမလဲ။အခုလောမိုးညူလို့ဖွဲ့ရလဲညင်ကျက်တာကောင်းနေတယ်။ဆရာကြီးရှိရမြေပုံယူဖို့အတွက်ဘယ်လိုကြံစီနေလဲမှမသိဘူး။ငါစီကမြေပုံကိုယူဖို့ဘယ်လွယ်ပါမလဲကွာ